အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မီးခဏခဏပြက်လို့လိုင်းနေကြပြီးအလုပ်ပြတ်သွားတာမျိုးတွေကြုံမှုကြမယ်လို့ထင်ပါတယ်ဒါဆိုရင်တော့မီးပြက်လဲ Wi-Fi မပြက်စေတဲ့ဘာမဆိုမီနီ UP ရဲ့1000 mAh လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သူ့မှာ9ဖို့ရော12ဖို့ output ပါတဲ့အတွက်အိမ်သုံးရောက်တာတွေအပြင် CCTV တွေကိုပါ AC ဆက်သုံးလို့ရပါတယ်ဒါနဲ့မကသေးပါဘူးရောက်တာတွေကိုအင်တာနက်ကြိုတိုက်ရိုက်ပေးရတဲ့အရာတွေအတွက် PoE port 50 volt 24 volt ထိပါဝင်လာမလို့တကယ်ကိုဆုံးပါတယ်ဖုန်းအားသွင်းမှုအတွက်လည်း5 volt USB နဲ့ DC port ပါဝင်လို့အရေးပေါ်ဖုန်းအားသွင်းမယ်ဆိုလည်းအဆင်ပြေပါတယ်နောက်ပြီးအာမခံတနည်းတိပါဝင်လာမလို့စိတ်ချလက်ချနဲ့အေးအေးဆေးဆေးသုံးပြနိုင်ပါတယ်အဲ့ဒါကြောင့်မီးပြက်လဲ online လုပ်တွေမပြတ်တော့စေဖို့နဲ့ router တွေအတွက်မရှိမဖြစ်ဆောင်ထားတဲ့နဲ့ဘာမဆို mini UPS လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page ကနေမှာယူနိုင်တယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲထဲမှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်